ဆရာအမိတ်ပေးနေတယ်ငါရှေ့ကိုအခုချက်ချင်းလာခဲ့စမ်းလာခဲ့စမ်းဘာလို့ငါခေါ်ရလဲဘာကြောင့်ဒီအိမ်ကိုလိုက်နောက်ကျနေတာလဲဒီလိုတော့ငါ့ကိုတက်တဲ့ချက်ကောဒေဝကြော်ခေါင်းနဲ့တခေါင်းနဲ့ရှိတယ်ဟဲ့ဆိုနေမှာပြရလေးကမှာရစ္စာဟဲ့အဆိုတော်ရီတော့နမတော်လေးနဲ့မောင်တော်နဲ့ကဘဝအဆက်ဆက်ကပဋ္ဌာန်းဆက်လေအဲ့ဒီမှာနမတော်လေးရဲ့ကောက်ကြောင်းဒီအလားတရားတွေမကြော်လွားနိုင်တော့ဘဲနဲ့နမတော်လေးကိုကောက်စားသူဒီမဲ့ချောင်းရပဲငါတို့ဟိုချောင်းချင်မရှိတော့ဘူးတကယ်ပဲအခုပါလေဆရာကြီးဒီအိမ်မှာခြောက်နေတာတွေကိုရှင်းပေးပါလွယ်နေဆွဲထုတ်တယ်လားဒီအိမ်မှာရှိတာတွေကိုရှင်းလင်းလုပ်ပေးဖို့ပင့်ထားတဲ့ဆရာပါတော်လေးရဲ့ပန့်ရှိသမားပေါ့အိမ်မလာပြီဘာဖြစ်လဲအိမ်မလာပြီလို့ဘာလဲရဲ့ကျွန်မတကယ်အစစ်ကြီးပါအစစ်ကြီးဒီလိုအချောလာလေဘယ်လိုလုပ်တည်ရဖြစ်နိုင်ပါတော့ဟုတ်တယ်မလားရှင်ကူညီမယ်ဆိုလို့ကျမဒီအိမ်ကိုရောက်ကျမလည်းရှင်တို့အလုပ်ကိုကူညီပေးမှာအဲ့ဆိုရင်ငါတို့စက်တင်မလို့တော့ပါဝါနဲ့ဖြစ်သွားပြီချက်ချင်းတစ်ထဲအောင်ဖြစ်သွားနိုင်ခလေးကြီးတာအမိုက်တော်တော်ဘွားနဲ့နော်ဦးတရားချောက်တော့တာမိတ်ဆာမသေးသေးလေးရမြငါ့ကိုလာပြီးပညာဆန်းတယ်ရောက်နေတကားပိတ်လိုက်ဆန်းဘာလို့မိတ်ဆက်တေးလေးလို့ပြောတာတင်းကြီးခင်ရမှာပေါ့လေနင်တော်နားမလဲဘူးငါ business လုပ်နေတာနော်ဒါစီးပွားရေးလုပ်နေငါစီးပွားရေးကောင်းမှနင့်ငါကူညီနိုင်မှာနင်မဟုတ်ဘူးလားအဲ့ဒါပြောလိုက်မထုံတည်းနဲ့ငါလုပ်ပါဦးကောင်းဒီဘက်ကိုညင်ရှင်းရမှာဘယ်ဘက်ကိုပဲရှင်းရမှာဆရာကျမအားရှင်းပေးသွားပြီးတာပါဒီမှာရုပ်ရှင်းရမယ်ရှာချင်းလေးကောင်းလိုက်တာစပင်းတော့ကြွကြအောင်ညို့လုံးလိုက်ပြီဒီတော့ပေါက်တွေကိုပိုက်